ဟုတ်ကဲ့မင်္ဂလာပါရှပီမြန်မာကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လုပ်ပေးပြတဲ့မြန်မာလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာလေးနဲ့မိတ်ဆက်ခင်မှာကျွန်တော်တို့ရှပီမြန်မာမှာရှပီကွန်ပျူတာဆက်ပြီးကြီးများဖြစ်ကျွန်တော်တို့အကောင်းဆုံးရတဲ့ပါဝါတိကျမှုကိုအမှန်တန်တာပြီးပြုလုပ်ပေးနေပါတယ်မိတ်ဆွေတို့အနေနဲ့မျက်စိအနည်းဝေးပါဝါများကိုစမ်းသပ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရှပီမြန်မာမှာကွန်ပျူတာပါဝါတန်ပြီးရနိုင်နေကျွန်တော်တို့ပြုလုပ်ပေးနေပါတယ်ကျွန်တော်တို့ပါဝါတိုင်းမယ်ဆိုလို့ရှိရင်လည်းဆရာဝန်တွေကိုင်းနဲ့ကျွန်တော်တို့ test ပေါင်းနဲ့ဒီလိုကွင်းလေးတွေနဲ့ကျွန်တော်တို့အထူးသိချသွားတိကျသွားကိုင်းလေးတွေနဲ့ပါဝါကိုစမ်းပေးမှာဖြစ်ပါတယ်လိုအပ်မယ်ဆိုရင်တော့မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ရှပီမြန်မာမှာလာရောက်လေ့လာပြီးတော့စမ်းသပ်လို့ရပါတယ်ဘုမိတ်ဆက်ပေးမယ်မြန်မာလေးကတော့ကျွန်တော် customer တဦးပဲအသက်30ကနေပြီးတော့အသက်50အတွင်းမှာတက်လို့သူအသင်လျော်မဲ့ကိုင်းလေးပဲဖြစ်ပါတယ်ဒီကိုင်းလေးကတော့ blue flock ကာလာချင်းမှန်မျိုးစားလေးဖြစ်ပါတယ် blue color နဲ့ photo grade ပေါင်းဆက်ထားတဲ့ HD မှန်လေးပဲဖြစ်ပါတယ်မှန် quality လေးကတော့တော်လေးကောင်းတဲ့မှန်ကိုကျွန်တော်လုပ်ပေးထားပါတယ်မှန်လေးရဲ့ကြည်လင်ပြတ်သားမှုကတော့မှန်လေးရဲ့မြင်ရမယ့်အနေအထားဖြစ်ပါတယ်ဒါကတော့ anyway power နှစ်ထပ်ပြုလုပ်ပေးထားတဲ့မှန်အမျိုးအစားလေးကိုကျွန်တော်တို့နေပူရက်သွားမယ်ဆိုရင်ကာလာချင်းပေးမယ်နေရိပ်ထဲမှာတော့ကာလာဒီတိုင်းလေးအကြည့်လေးမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ကာလာလေးစမ်းပေးပါမယ်ဒါလေးကတော့ကျွန်တော်နေပူတဲ့ကိုသွားမယ်ဆိုလို့ရှိရင်ကာလာလေးတစ်ဖြည်းဖြည်းတက်လာမှာဖြစ်ပါတယ်ဒါလေးကတော့အပြင်ကိုထွက်မယ်ဆိုလို့ရှိရင်ပြောင်းလဲသွားမယ်ကာလာအရောင်လေးပဲဖြစ်ပါတယ်ဒါလေးကတော့အိမ်ထဲမှာနေမယ်ဆိုလို့ရှိရင်တော့အိမ်ထဲမှာနေတဲ့အတွင်းကာလာလေးပေါ့နော်ကာလာအကြည်လေးနဲ့လာမယ်ဂိုင်းလေးကလည်းပဲတေသက်တရက်စွာနဲ့တေချာလေးပြုလုပ်ပေးထားပါတယ်ကျွန်တော်ဒီလိုဂိုင်းမျိုးလေးတွေရွေးကျင်တယ်ဆိုလို့ရှိရင်လည်းရွေးရခတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှိမှရှပီမြန်မာလူကြီးမိဘတို့နဲ့အဆင်ပြေမဲ့ဂိုင်းလေးကို like ဖတ်မဲ့ဂိုင်းလေးကိုရွေးချယ်ပေးပါတယ်အကြံပြုပေးပါတယ်ဒါကဆိုရင်တော့အသက်ရဲ့ order လေးဖြစ်ပါတယ်ဒီမှန်လေးရဆိုလို့ရှိရင်တော့တက်ထားမယ်ဆိုရင်တော့ရုပ်ကိုနှုတ်ပြိုတော့ကျွန်တော်ဂိုင်းလေးရလည်းပဲအရင်ကြီးလည်းမရိုင်းအရင်ကြီးလည်းမယိုးတဲ့ခိုင်းလေးပဲဖြစ်ပါတယ်လိုအပ်မယ်ဆိုရင်တော့ကျွန်တော်ရှပီမြန်မာကိုလေ့လာလာရောက်ဝယ်ယူရရှိကြောင်းကိုလည်းပြမှန်တာပြုအပ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်